ဘန်ကောက်ရဲ့မြို့လယ်မှာအနုပညာဖန်တီးမှုနဲ့အတူရှုစားလို့ရတဲ့နေရာလေးကိုခေါ်သွားမှာဖြစ်ပါတယ်။ဒီနေရာကတော့ MPK ရဲ့ရှေ့မှာရှိပြီးတော့ PDF National Stadium မှာဆင်းရင်တော့ရောက်နိုင်ပါတယ်။ဒီနေရာမှာတော့ရောက်ဖူးတဲ့လူလည်းရှိတယ်လို့မရောက်ဖူးတဲ့လူလည်းရှိတယ်ပေါ့နော်။ကျွန်တော်ရဲ့ဗီဒီယိုကိုအစားအဆောင်တော့ကြည့်ပေးပါနော်။ဒီနေရာကိုလာရင်ဘာတွေတွေ့ရလဲဆိုတော့ထိုင်းလူမျိုးတို့မဟုတ်နိုင်ငံတကာမှလာတော့အနုပညာရှင်တို့ရဲ့ဓာတ်ပေါင်းများပကြီးလက်ရာများနဲ့ဖန်တီးမှုအမျိုးမျိုးကိုဝင်ကြအခမဲ့စွာဖြင့်ရှုစားရမှာဖြစ်ပါတယ်။နောက်ပြီးတော့ပြပွဲဟာလေတလားနဲ့တလားမတူဘူးပေါ့နော်။တကယ်လို့ကိုကြိုက်တဲ့အနုပညာရှင်တို့ရဲ့တဲ့ရာတွေကိုခင်းချင်းပြတော့နေ့မှလည်းကိုလာကြည့်လို့ရတယ်ပေါ့နော်ဒီစင်တာထဲမှာရှိတဲ့ဒီဇိုင်းတွေကအရန်ကိုလှပါတယ်လိန်ကောက်တော့ဒီဇိုင်းနဲ့တူအထပ်ပါများစွာကိုပတ်လျှောက်ပြီးတော့တဘာဝအလင်းရောင်တွေနဲ့ဓာတ်ဖန်းရတာအရန်ကိုလှပတော့နေရာလေးဖြစ်ပါတယ်ဒီနေရာမှာပြပွဲအပြင်ဘာတွေရှိတဲ့ဆိုတော့စာချီတိုက်တွေကော်ဖီဆိုင်တွေနဲ့အတူနေခင်းပါအပန်းဖြေဖို့အတွက်ကောင်းသောနေရာလေးတစ်ခုဖြစ်ပါတယ်နောက်ဆုံးပြောချင်တာတစ်ခုကတော့ဘန်ကောက်မြို့လယ်မှာလူပညာလေးကိုအေးအေးဆေးဆေးနဲ့အပန်းဖြေခြင်းတို့အတွက်လာနိုင်တော့နေရာလေးဖြစ်ပါတယ်ဒီနေရာကဘယ်လိုခေါ်လဲဆိုတော့ဘန်ကောက် Arts and Culture Center ပဲဖြစ်ပါတယ်ကဲတကယ်ချင်းတို့ရဲ့ဒီနေ့ဒီလောက်ထိပါပဲဘိုင်ဘိုင်